ဒီနေ့တော့ကျွန်တော်တို့ရနေပြီးတော့ပြောသွားမယ်ဆိုတော့ဘန်ကောက်ကိုပေါ့နော်ဘန်ကောက်ကိုအရင်ဒီပိုင်းနဲ့တွေ့ဖို့အတွက်ဘန်ကောက်ကိုပါဖို့ဖြစ်ပါတယ်ကျွန်တော်လေးစင်ကတော့ကျွန်တော်တို့ transit စီတန်းဆိုတော့အခုဒီပိုင်းနေပြီးတော့ည7နာရီပဲဒီနေ့ထွက်မယ်ပြီးကျွန်တော် transit က sorry ကနေမှစီပါတော့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ခီးစဉ်တွေ့ကြုံလေးတွေကိုတစ်ချက်ကြည့်ရှုပြပါအခုကျွန်တော်တို့ဒီပိုင်း Airport Terminal 1ရောက်ပါပြီနော်4ရက်10ခွဲဆိုတော့ချိန်ကမြောက်ကြီးပိုတည်တယ်3နာရီလောက်ချိန်တည်တယ်ကျွန်တော် check in တွေပိုင်းလုံးပြီးသွားပြီSaudi Airline အဆင်ပြေပါတယ်နော်ဘာမှအပြောင်းရှိပါပုံမှန်ပဲအခုတော့လက်စီထဲမှာခဏနေကြမှာတော့ညဘက်မှောင်မှလူလေးပိုင်းထွက်ချစ်ပဲအခုတော့ပိုက်စာလို့ညမစားလိုက်ပါနဲ့ဒါ Hello ကျွန်တော်တို့အခုဆိုရင်Saudi Airport ရောက်ပါပြီtransit စီးဖို့အတွက်စောင်းနေတာပါနောက်တစ်နာရီလောက်တော့လိုပါသေးတယ်အဲ့တော့ဒီက Saudi Airport ရဲ့နေထားလေးပါโอเคပါတစ်နာရီ28ဆောင်း2နာရီ10မိနစ်ပေါ့ဟုတ်ပါတယ်အဲ့တော့နောက်ထပ်တစ်ခေါက်စီးပြီးเนาะဘန်ကောက်ရောက်ပြီအဲ့တော့ဘန်ကောက်ရောက်တော့မှပဲကျွန်တော်ထပ်ပြီးတော့ဗီဒီယိုလေးထပ်တင်ပါမယ်ခင်ဗျာတာ